40မလဲသေးဘူး50လောက်မှစလဲတယ်โอเคကျွန်တော် motor တော့50လောက်မှစပြီးတော့လဲလာတယ်ကျွန်တော်အရှိကဗီဒီယိုနံပါတ်14မှာ P controller ကိုသုံးပြီးတော့ DC motor ကို speed control လုပ်ခဲ့တယ်အဲ့ဒီမှာကျွန်တော် base PWM 60ဆိုပြီးတော့ထားပြီးတော့သုံးခဲ့တယ်နောက်ဗီဒီယိုကြာရင်အဲ့ဒီကြောင့်ပြောပြမယ်ဆိုပြီးတော့ပြောခဲ့တယ်အဲ့ဒီဆိုင်တဲ့ဗီဒီယိုကိုကျွန်တော်နောက်ထပ်ဗီဒီယိုမှာထပ်လုပ်ပြမယ်အဲ့တော့ okay ဒီနေ့အဲ့ဒီကြောင့်ပြောရအောင် base PWM ဆိုတာက motor တစ်လုံးစပြီးလဲဖို့အတွက်လိုအပ်တဲ့အနည်းဆုံး pulse modulation ပမာဏပဲအဲ့ထက်နည်းမယ်ဆိုရင် motor လုံးဝမလဲနိုင်အဲ့တော့ကျွန်တော်အဲ့ဒီဗီဒီယိုတုန်းက37 rpm 12 volt DC motor ကိုသုံးခဲ့တယ် base PWM ကိုလည်း60ကနေစယူခဲ့တယ်အမှန်တော့ကျွန်တော် motor က50 55လောက်ဆိုစပြီးတော့လဲတယ်ဗျဒါပေမဲ့ကျွန်တော် safe ဖြစ်အောင်60လို့ယူထားလိုက်တာအဲ့တော့ motor တိုင်းမှာ friction တွေရှိတယ် air resistance တွေလုံးတွေရှိတယ်အားကြောင့်ပဲ pulse modulation နည်းနည်းလေးကဒီ motor တွေကိုစပြီးတော့လဲအောင်မလုပ်ပေးနိုင်အောင်ကျွန်တော်တို့က base PWM ကိုမသုံးဘူးဆိုလို့ရှိရင် motor ကရက်နေတာတွေတုံးခါတာတွေနဲ့ကြုံရနိုင်တယ်base PWM ကဒီ friction တွေကိုကျော်လွှားဖို့အတွက်ကောင်းကူညီပေးတယ်ဆိုတော့ကျွန်တော်တို့ hardware မှာစမ်းကြည့်အောင်ကိုကိုကျွန်တော်ရဲ့ GitHub account ထဲမှာတင်ထားပေးတယ် description ကိုလည်းထည့်ထားပေးမယ်ဒီ LAN PIN using Arduino ဆိုတဲ့ folder ထဲမှာ base PWM testing ဆိုတာရှိတယ်အဲဒီကို copy ကူးပြီးတော့ Arduino ထဲထည့်လိုက်မယ်ပြီးသွားရင် upload လုပ်လိုက် upload လုပ်ပြီးသွားရင် serial monitor ကိုဖွင့်လိုက်Okay ဒီမှာစပြီးတော့ test လုပ်တယ် pulse modulation 30မလဲသေးဘူး40မလဲသေးဘူး50လောက်မှစလဲတယ် Okay ကျွန်တော် motor တော့50လောက်မှစပြီးတော့လဲလာတယ်ဟိုကုတ်ထဲမှာတော့ကျွန်တော်60ရာနဲ့စယူရတယ်ပေါ့နော်ဒါတော့ပြဿနာမရှိပါဘူးခင်ဗျားတို့လည်းခင်ဗျားတို့ရဲ့ motor ရဲ့ base PWM ကိုဒီကုတ်နဲ့ယူပြီးတော့စမ်းကြည့်လို့ရတယ်So see you next video